ပါရှင်အားလုံးမတွေ့အောင်ကြပြီနော်ညီမကတော့ညီမချမ်းသာတော့ပြီခါချမ်းပါရှင်ချမ်းကဒီရက်ပိုင်းနဲ့နားနေရနေမကောင်းနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ထား reading လေးလုပ်ပေးခြင်းတယ်ပေါ့နော်အဲ့တော့တဘာဝမိခင်တရားရညီမတို့ကလေးကိုဘာပြောချင်နေလဲဆိုတော့ message လေးညီမပြောပြပေးမှာပေါ့နော်ဒီနေ့ကတော့ဒီပုံလေးကိုရွေးချယ်လိုက်တဲ့သူတို့တဘာဝမိခင်တရားရဘာပြောချင်လဲဆိုလို့ရှိရင်ကလေးလေးမင်းအဆင်ပြေလားဒီရက်ပိုင်းမင်းပြန်နေပြီလားဘာလို့လဲဆိုတော့မင်းကအရင်ဟန်ဆောင်ကောင်းတယ်နော်တဲ့ချားသူတမင်းအရင်ဟန်ဆောင်နေမင်းနေ့ရက်ဒီမှာမိနေမကောင်းဘူးမင်းစိတ်ခံစားချက်တွေကအဆင်မပြေနေလဲမင်းအဆင်ပြေပါဆိုပြီးပြောမှာရနော်တဲ့အားကြောင့်မလို့ငါမင်းကိုပြောချင်တယ်တဲ့မင်းအတောက်ပါဆုံးကျဲတဲ့စဲမဟုတ်ရင်တော့မှတဲ့မင်းကအဆိုးဆုံးအရာဝတ္ထုဖြစ်နေရဲဆိုလို့ရှင်တော့မှမင်းဘေးမှာငါရှိနေမယ်ပြောချင်တာတော့မင်းအတောက်ဖြောင်ဆုံးမင်းအကောင်းဆုံးရာဝတ္ထုဖြစ်နေလဲငါမင်းဘေးမှာရှိမယ်မင်းကအဆိုးဆုံးနေထားရောက်နေလဲငါမင်းဘေးမှာရှိမယ်တဲ့မိခင်မေတ္တာတရားတစ်ခုညီမခံစားရပါတယ်မင်းတို့ငွေကြေးတွေမင်းတို့အဆင်ပြေမှုတွေငါတည်ဆောင်လာပေးမယ်မင်းကလက်ခံပေးပါတဲ့မာနတွေအတ္တတွေငါတယောက်ထဲလုံနိုင်ပါတယ်ဆိုရဲစိတ်စောတွေကိုရှော့စေခြင်းနဲ့ငါမင်းနဲ့တစ်ချိန်လုံးမြဲတမ်းတူတူရှိရနော်တဲ့ဟုတ်ပြီးတော့မင်းစိတ်ထဲမှာတခုခုဘဝင်မကြဖြစ်နေရဆိုတာငါသိရဲ့တဲ့ဘာဝင်မကြဖြစ်နေလဲဆိုတာကလည်းမင်းနဲ့တူတူကအဖြေရှာပေးမယ်တဲ့မင်းတစ်ခါလီမှာရှာနေအဖြေကမင်းစီမှာပဲရှိရတဲ့နောက်ပြီးတော့ဒီနေ့ကတဲ့မင်းတို့အဆင်ပြေဘူးဆိုလို့ရှင်လဲစိတ်မကောင်းတဲ့နေ့တစ်နေ့လိုပဲသဘောထားလိုက်ပါတဲ့အဲ့ဒါငါတို့ရဲ့နေ့ရက်တွေရဲ့နေ့ရက်တစ်ခုပဲလေတဲ့တဘောကလုံးမဟုတ်သေးဘူးတဲ့မင်းစိတ်ထဲကြားရချင်းကြားလို့ရှင်တဲ့ငါအမြဲရှိနေဆိုတာမမင်းနဲ့တဲ့ညီမပြောချင်တာတော့ဒီကက်ကလေးရဲ့ဒီပိုင်ကလေးရဲ့ကိုရွေးတဲ့လူတွေကလေအရန်စိတ်မာခြင်းအောင်ဆောင်တဲ့လူတွေလို့ညီမထင်တယ်မိသားစုအတွက်ကိုယ့်ရဲ့နေစဉ်ဘဝတွေအတွက်အဆင်ပြေမှုတွေတော့မှအဆင်ပြေပါတယ်တတ်တာပါတယ်ချောင်းရှိနေပါတယ်ဆိုပြီးတော့ပြောနေတယ်လို့ညီမထင်တယ်ငိုချင်ငိုချလိုက်လို့ရတယ်တနေ့တာမှာလူတိုင်းမှာအဆင်ပြေမှုဆိုတာရှိကြတာပဲလေတလားဘယ်သူမှမရှိရင်တော့မှသဘာဝမိခင်တရားရဲ့ရှိရဲ့ညီမအချင်းတစ်ခုရှိရဲ့ညီမအဆင်ပြေရဲ့ဒီလက်ပိုင်းမှာပေါ့နော်ဒီရခိုင်မွေးတောင်တက်ဖြစ်ပြီးတော့ညီမသိလာတာတခုကညီမအဆင်ပြေမှုတွေရှိလာလို့တနေ့ကင်းလုံးအဆင်ပြေလို့ရှင်ညီမတို့နေရနေရနာမှာတစ်ပင်လေးရှိရဲ့အဲ့တစ်ပင်လေးကိုညီမရဲ့လက်ဝါးလေးနဲ့ထိတွေ့ပြီးဒီနေ့အဆင်ပြေသမျှတစ်ပင်လေးကိုထည့်လိုက်တယ်ပြီးတော့တစ်ပင်ကနေပြီးတော့ကြိုက်လာတဲ့လေးလေးရှိရဲ့အဲ့လေးလေးနဲ့တူညီမစကားပြောပြတယ်ညီမပြောတဲ့စကားအတန်တွေကတော့စိတ်ထဲမှာပြောတာပေါ့နော်စိတ်ထဲကနေပြောလိုက်တယ်ရှင်းသားပြီဆိုလို့ရှင်ညီမအိမ်ပြန်လာတယ်ညီမပြောချင်တာအရင်မမျိုးသိထားနဲ့ကိုအစင်ပြေရှင်ထုတ်ပြောနော်ဘာလို့လဲဆိုတော့ဒီပိုင်ကိုရွေးချယ်လူတွေအရင်မျိုးသိမှာနောက်ထပ် message ခုပေးချင်တာတော့8လပိုင်းလောက်မှာ energy တစ်ခုရပါတယ်10လပိုင်းနဲ့8လပိုင်းကျမှဘောကအပြောင်းလဲတစ်ခုဖြစ်လာလိမ့်မယ်shiny ဖြစ်မယ် bright ဖြစ်မယ်အရင်တော်ရဲ့တူတူဖြစ်မယ်လို့ပြောချင်တယ်ညီမက healing လေးနဲ့ပဲပေးတာပေါ့နော်အခုလိုညီမနဲ့တူတူရှိပေးတော့အားလုံးပဲညီမနဲ့တူတူရှိပေးရအားလုံးကျေးဇူးတင်ပါတယ်နော်